ဂီတရဲ့စွမ်းအားဟာအချိန်ကာလတွေဘလောက်ပဲပြောင်းလဲသွားပါစေလူသားတွေရဲ့စိတ်နှလုံးထဲမှာအမြဲတမ်းရှင်သန်နေတတ်ပါတယ်။ဒေသန္တာတွေကသစဉ်ရရှိတဲ့ခံစားချက်တွေဟာမျိုးဆက်တစ်ခုကနေတစ်ခုကိုကူးဆက်သွားပြီးအမတ်တရားတွေကိုဖန်တီးပေးလိရှိပါတယ်။ဖေဖော်ဝါရီ3ရက်ကိုတော့ဂီတလောကမှာဂီတတည်ဆုံးချေသောနေ့ The Day the Music Died လို့အမတ်တရားတင်စားခေါ်ဆိုကြပါတယ်။1959ခုနှစ်ဒီလိုနေ့မျိုးမှာRock and Roll လောကရဲ့ထွန်းသစ်စကျပွင့်ဒီဖြစ်တဲ့ Buddy Holly, Richie Valens နဲ့ The Big Bopper Richardson တို့ဟာလေယာဉ်မတော်တဆမှုကြောင့်ကွယ်လွန်ခဲ့ကြတာဖြစ်ပါတယ်။သူတို့ရဲ့ရုပ်ခန္ဓာတွေဆုံးရှုံးသွားပြီးမြင်သူတို့ဖန်တီးခဲ့တဲ့သချင်းတွေကတော့ဒီနေ့အထိလူကြိုက်ငါနေဆဲဖြစ်ပါတယ်။ဒီနေ့ဟာအမှုပညာရေးတန်ဖိုးအမတ်တရားများကိုထိမ့်သိမ်းခြင်းနဲ့ဘဝကြီးမမြဲခြင်းတရားတို့ကိုတရိယာစေပါတယ်။ကျဲပွင့်တွေကျွေးလွန်သွားပြီးမြင်သူတို့ခြံထားရတဲ့ဂီတအမွေနှစ်တွေကနောင်လာနောင်သားတွေအတွက်စိတ်ကူးစိတ်တန်သစ်တွေဖြစ်ပေါ်စေခဲ့ပါတယ်။ထူးခြားချက်အနေနဲ့ပေါ့ပေါ့ပါပါအထိမ့်မဲ့တစ်ခုအနေနဲ့ဒီနေ့ဟာရွှေရောင်ခွေးလေးများနေ့လည်းဖြစ်ပါတယ်။သစ္စာရှိပြီးချစ်စရာကောင်းတဲ့ဒီခွေးမျိုးစိတ်လေးတွေကိုတန်ဖိုးထားတဲ့နေ့လေးပါပဲ။တင်တော့တင်ဘဝရဲ့အမတ်တရားတစ်ခုခုနဲ့ဆက်ဆက်နေတဲ့သချင်းဟောင်းလေးတွေရှိပါသလား။အဲ့ဒီသချင်းလေးကိုနားထောင်မိတဲ့အခါဘလို့ခံစားရတယ်လဲဆိုတာမျှဝေပေးခဲ့ဦးနော်